မောက်ဆုံးပြောချင်နိုင်ငံတော်တချင်းနဲ့ပတ်သက်ပြီးဘောလုံးပွဲရှိမှအရသာတွေ့တယ်အရသာသိတယ်အရသာတွေ့တယ်နိုင်ငံတော်တချင်းကိုပြောပြတယ်နိုင်ငံတော်တချင်းထဲမှာဘာပါလဲဆိုတော့ကဘာမကြေဗမာပြည်မြန်မာပြည်ကဘာမကြေမပြတ်မြန်မာနိုင်ငံတည်ရှိတဲ့လေတဲ့ဘာကြောင့်လဲဆိုတော့ပုံတောင်ပုံရောဒူပရိုင်မေ6ပြည့်ရုပ်ကြီးကိုမန်လေးတက္ကသိုလ်ပညာရှင်တယောက်ကတွေ့ပြီးကဘာကိုပြောပြတဲ့အခါကျတော့အဲ့ဒီရပဲဆိုဒူပရိုင်မေ6ပြည့်ရုပ်ခုလက်ရှိတိတ်ပံအရာလက်ခံထားတဲ့လူသားအစမြန်မာခုလက်ရှိတိတ်ပံလက်ခံအဲ့လိုဖြစ်အောင်အဲ့ဒီပညာရှင်ကရှာပြီးမှကဘာကိုပြောပြတာအဲ့လိုပြောပြတာကဘာမကြေဗမာပြည်ကဘာမကြေဗမာပြည်ကမြန်မာနိုင်ငံကဘာမပြည့်စည်မချင်းတရှိရမယ်ဆိုတဲ့အတိတ်ပဲဘိုးဘွားအမွေနှစ်မှုချစ်မြတ်လို့ချစ်တယ်ဆိုရင်ဘာလုပ်မလဲမပြည့်စည်အောင်မပြောက်ပြက်အောင်ထိမ့်သိမ်းဆောက်ရှောက်အောင်မှာဟုတ်တယ်မလားခုဆရာတို့ကြည့်လိုက်ဘုဒ္ဓမကန်တော်ကရေတန်နဲ့တဘာတန်းငွေမရှိတော့ဘူးကြောင်းထားပြီနောက်တစ်ခါမှာဖားကန်ကြောက်စိတ်တူးထားတာတောင်နေရကျင်းနေဖြစ်ကုန်ပြီကြောင်းထားတာနောက်တစ်ခါမှာကျွန်းသေးမရှိတော့ဘူးကမလန်းမရှိတော့ဘူးစသဖြင့်မရှိတာတွေများတယ်ကျင်းနီတောင်လက်ဘရောင်းမရှိတော့ဆရာတို့ဘာလုပ်လဲဆိုတော့ပညာမတတ်တဲ့အတွက်ကြောင့်ပစ္စည်းကိုအရိုင်းမဲ့ထုတ်ရောင်းတာပညာမတတ်တဲ့အတွက်ကြောင့်အရိုင်းမဲ့ထုတ်ရောင်းတာတဘာဝတန်းငွေဆိုရင်အဲ့တိုင်းကိုအရိုင်းမဲ့ထုတ်ရောင်းတာအရိုင်းမဲ့တော့တဘာဝတန်းငွေကိုပြင်ပြီးတော့မှမီးချင်းလောက်ရောင်းနေထားရတဘာဝတန်းငွေပြင်ပြီးမီးချင်းလောက်ရောင်းတော့ထိုင်းမီးချင်းဆိုလို့ရှိရင်တအားဟိုဖြစ်တယ်တရုတ်မီးချစ်စလို့ဈေးမရှိဘူးထိုင်းမီးချစ်ကဈေးရှိတယ်နောက်တော့ခိုင်ထိုင်းကိုရောင်းထားတယ်ကြောက်စိမ့်လဲအဲ့တိုင်းကိုရောင်းထားတာဘာဖြစ်လဲဆိုတော့အစိမ့်လိုက်ရောင်းထားတာလူပညာမြောက်လက်ရပစ္စည်းတွေတော့ဘဝထုပြီးမရောင်းဘူးလက်ဝလက်စားလုံးမရောင်းဘူးရအစိမ့်လိုက်ရောင်းတာလေကျွန်းသေးအဲ့တိုင်းပဲအလုံးလိုက်ရောင်းတာတမလန်းအဲ့တိုင်းပဲအလုံးလိုက်ရောင်းတာအစရပညာမတတ်ဘူးလေဘိုးဘွားအမွေကြီးချစ်မြတ်နိုးချစ်တာပဲထိမ့်သိရမှာလေထိမ့်သိရမယ့်ဟာကိုချစ်တာမရောက်ဘူးလေအကုန်ရောင်းစားတာလေချစ်မြတ်နိုးပြီပြည်တော်စုကိုအသက်ပေးလို့ဒုကာကွယ်ခုခေတ်ကအသက်ပေးပြီးကာကွယ်ရမယ့်ခေတ်မဟုတ်စစ်တိုက်လို့ရှိရင်ဘာလဲဆိုတော့ဆရာကြီးဝေါ့တင်ပြောပြီးစစ်တိုက်လို့ရှိရင်ပခုံးအောင်နေနာမည်ပြက်တယ်ခုအဲ့ဒီနီးကိုမသုံးတော့ဘူးလေတရုတ်ကခုကြည့်ဆရာတို့စီကပဲတို့စသည်ဖြင့်တီးနဲ့ယာဒီဘောတီးနဲ့မျိုးဝယ်ယာဒီဘောတီးနဲ့မျိုးဝယ်ပြီးမှတရုတ်ကမုံဝင်နေနဲ့လောက်ကြအောင်တရုတ်မုံကိုပေါ်ဖဲနဲ့ဆရာတို့စားတယ်သူနိုင်ငံမှာမစားတဲ့အစားအစာကိုဆရာတို့စားတယ်တရုတ်မုံကိုဆရာတို့စားတယ်ကျမ်းမာရေးနဲ့မညီဘူးဆရာတို့ပညာမတတ်လို့ပညာမတတ်တဲ့ကြောင့်အဲ့လိုဖြစ်နေဘိုးဘွားပြည်တော်စုကိုချင်းမြတ်အသက်ပေးရဒုကာကွယ်မလို့တက်ပေးပြီးကာကွယ်ရမယ့်ခေတ်မဟုတ်ဘူးပညာနဲ့ကာကွယ်ရမယ့်ခေတ်ခုကြည့်လေအဲ့ဆိုလို့ရှိရင်ကြည့်လိုက်လက်ချုံလိုက်တဲ့ဆိုလို့ရှိရင်တရုတ်ကလာဆရာတို့အတောင်မလုပ်တတ်ဘူးအဲ့နဖားပေါက်ကိုဆရာတို့မဖောက်တတ်ဘူးအဲ့ကတရုတ်တစိမ့်နဲ့လာနောက်တစ်ခုအသေးလေးတစ်ခုပြောပြအောင်မယ်သွားချထိုးတယ်တရုတ်တစိမ့်နဲ့လာတရုတ်တစိမ့်နဲ့လာသွားချထိုးအဲ့လိုအသေးအမွှားလေးတွေကစအကြီးအထိဆရာတို့ဘာမှမလုပ်တတ်ဘူးလေပညာမတတ်တာလေအသက်ပေးပြီးကာကွယ်ရမယ့်ခေတ်မဟုတ်ဘူးပညာနဲ့ကာကွယ်ရမယ့်ခေတ်ထိုင်းဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲဆရာတို့ကုန်ချမ်းတွေပဲပို့လိုက်တာလေအသီးအနှံဆိုလို့ရှိရင်ထိုင်းဘက်ပို့လို့ရှိရင်အစိမ့်အတိုင်းပို့တယ်ပိုးဘက်ကဝင်လာလို့ရှိရင်ဘာလဲဆိုတော့အချိုးရည်တို့မုံတို့အဝတ်အထဲတို့
အဲ့လိုမျိုးပြန်ဝင်လာတယ်သူကကုံကြောလုတ်ပြီးမှပြန်ရောက်လာတယ်အဲ့တော့တရုတ်ထိုင်းဆရာတို့နိုင်ငံကိုနေချက်ဘာနဲ့နေချက်တာပညာနဲ့နေချက်အဲ့ဒီပညာနဲ့နေချက်တာကိုကာကွယ်ဖို့ဆရာတို့ပညာတက်ဖို့ဆရာကြီးကပြန်ပြောမှုတယ်ဘာလဲဆိုတော့ပညာမတက်ဘူးဆိုဆရာကြီးတဲ့ကျွန်တော်တို့ကတဲ့တာသမီတွေကိုတဲ့ဖိနဲ့ကိုရှွတ်တပိတ်တာလောက်ဝင်အောင်လုပ်ပြီးတော့မှကျွန်တော်ကလေးတွေကိုစာသင်ခိုင်းတာတဲ့သင်ခိုင်းတဲ့ခါကျဝင်ပေါ်တယ်ဘာပြောလဲဆိုတော့ဆရာကြီးကပြန်မင်းတို့ပညာမှမတက်တာဝင်ပေါ်ပညာမတက်တာဆိုတော့ခါဆရာပြောပြမယ်နော်အဲ့ပညာမတက်တာနဲ့ပတ်သက်လို့ပညာမတက်တာဘာလဲဆိုတော့ခါဆရာတို့ခုနီးပညာကိုကျောင်းအများကြီးဖွင့်ထားတယ်နီးပညာကျောင်းတွေအများကြီးဖွင့်ထားတယ်ဆရာကိုဆရာပြည့်တင်တဲ့အနေနဲ့ခေါ်တဲ့ဆရာပြည့်တင်တဲ့ဆရာပြည့်တင်တဲ့အခါမှာဘာလုပ်လဲဆိုတော့ AGDI က3နှစ်တည်းဆရာတို့က AGDI စီရွယ်နဲ့တက်တယ်ထူးကြုံတဲ့အတွက်ကြောင့်ဆရာကိုအထက်ကိုကျောင်းဆက်တဲ့အခါဆရာကို IT ဆိုပြီးပြောင်းလိုက်အဲ့တော့ဆရာပညာတစ်ပိုင်းတစ်စားဖြစ်သွားတယ်ဆရာကိုယ်တိုင်ကမှပညာတစ်ပိုင်းတစ်စားဖြစ်နေတဲ့နေရာဆရာတင်တဲ့ကလေးတွေကဘယ်လောက်တက်စဉ်းစားကြည့်ဒါတော့မှတော့ဆရာကိုကြီးတွေးတာမဟုတ်ဘူးနော်ကိုကြီးတွေးတာမဟုတ်ဘူးဆရာစာကိုစိတ်ဝင်တစားလုပ်သေးတယ်စိတ်ဝင်တစားမဒါသူများတွေကိုလည်းနှိမ်ချတာမဟုတ်စိတ်ဝင်တစားလုပ်သေးတယ်ဆရာစိတ်ဝင်တစားလုပ်လို့လေအဲ့ဒီအရဆိုဆရာခုလိုပညာရက်တွေကိုကျောင်းသားတွေပြန်ပြီးပေးနိုင်တယ်ဒါပညာနဲ့ပတ်သက်လို့ policy maker ရဲ့အမှားပေါ့ policy maker ရဲ့အမှားပေါ့အဲ့ policy maker က3နှစ်စီတက်တဲ့အတွက်ကြောင့်ဘာလဲပညာတပိုင်းတစ်စဖြစ်နေပြီပုံမရောက်ပြင်ရောက်ပြီအောက်ကလိအားလေကြီးကဲလည်းမဟုတ်ဘူးကြက်လည်းမဟုတ်ဘူးအောက်ကြီးဟိုလည်းမဟုတ်ဘူးအားလည်းမဟုတ်ဘူးအောက်ကလိအားဖြစ်နေပညာအကုန်မတက်ဘူးလေတခုဆိုတခုပဲအကုန်မတက်ဘူးလေပညာအကုန်မတက်ဘူးလေအဲ့ဒါပဲဆိုနောက်တစ်ခုပြောချင်တာဘာပြောချင်သေးလဲဆိုတော့ပညာသင်တဲ့အခါမှာဆရာတို့နိုင်ငံတအားခိုးတယ်ဒါအမှန်တရားနော်တအားခိုးတယ်ဆရာတို့ IT မှာဆိုလို့ရှိရင် digital trainer နဲ့ electronic trainer ဆိုပြီးတော့မှဝယ်ပေးတယ်အစိုးရအဲ့ဒီဝယ်တဲ့အခါဘယ်သူကခိုးလဲတော့ဆရာလည်းမသိပါဘူးအဲ့ဒီ digital trainer နဲ့ electronic trainer မှာမီးသွင်းဖို့ power supply ပါမလား power supply မပါတဲ့အတွက်ကြောင့်အဲ့ဒီဟာနဲ့တင်ပြီးတော့လက်တွေ့လုံးဝမဲ့ကလေးတွေကအနည်း20လုံးလုံးအဲ့ဒီပစ္စည်းကဒီတိုင်းကြီးပဲဆရာလောက်ခဲ့တာအနည်း20ကျော်အနည်း20ကျော်အဲ့ဒီတိုင်းပဲဆိုတော့အဲ့ဒီဟာပဲဆိုတော့အဲ့ဒီအတိုင်းရှိနေတဲ့မပြည့်စုံတဲ့ပစ္စည်းကမပြည့်စုံတဲ့အခါသုံးမရဘူးသုံးမရတဲ့အခါကျမသုံးဘူးမသုံးတဲ့အခါကျကလေးကအဲ့ဒီ digital နဲ့ပတ်သက်ပြီးတော့ကော electronic နဲ့ပတ်သက်ပြီးတော့ဘယ်သူမှမသိတော့ဘူးဆရာတကြောင်နဲ့ကိုပြောတော့ဆရာသိတဲ့တကြောင်နဲ့ကိုပဲပြောတာနော်ကျန်တဲ့တကြောင်တွေဘလို့ရှင်းရှင်းဆိုဆရာမသိတဲ့လို့ကြောင့်မပြောဘူးနောက်တစ်ခုဘာလဲဆိုတော့ခါကျကွန်ပျူတာဆိုမီးလာမှတော့ရတာလေမီးမလာဘူးမီးပုံမှန်မလာတဲ့အတွက်ကြောင့်ကွန်ပျူတာကိုသုံးပြီးလက်တွေ့သင်ရမယ့်ဘာသာရပ်တွေလက်တွေ့မသင်တဲ့အတွက်ကြောင့်အဲ့ဒီကကျက်စာဖြစ်သွားတယ်ကျက်စာဖြစ်တဲ့အတွက်ကလေးကကျက်ပစ်လိုက်တဲ့အခါကြောင်းပြီးတဲ့အခါကလေးကဘာမှပညာမကျန်တော့ဘီးဘွဲ့လာရောက်တော့အဲ့ဒီဘီးဘွဲ့နဲ့ထိုက်တန်တဲ့အရေးအချင်းကပါမလားပညာဓာတ်ဆိုတိုက်ပညာဓာတ်မဖြစ်ဘူးတညာဓာတ်ပဲတညာဓာတ်ပဲဖြစ်တယ်ပညာဓာတ်မဟုတ်ပညာကိုတကယ်မတတ်ဘူးတညာအသိပဲသိတော့ဟာဒီကလေးဖတ်လိုက်ရင်တော့သိတယ်တက်လာဆိုမတက်တော့အဲ့လိုဖြစ်ပညာမတက်တော့အဲ့ဒါဆိုအဲ့နိုင်ငံတော်တချင်းကိုပြောပြတယ်နိုင်ငံတော်ဒိုးဘောပြောင်းစုအသက်ပေးလို့ဒိုးကောက်ကုန်ပြီဒါဒိုးပြေဒါဒိုးမြေဒိုးပိုင်နဲ့မြေဒိုးပြေဒိုးမြေအကျိုးကိုညီညာစွာဒိုးတယ်အကျိုးစွာဆရာခုကျောင်းသားတွေအတွက်အလုပ်လုပ်တယ်
ညီညာလှုပ်စေခြင်းညီညာစွာဒုဒရီအဆရာတို့ဘာဖြစ်လဲဆိုတော့ပညာမတတ်ဘူးပညာမတတ်တဲ့အတွက်ကြောင့်ဆရာတို့ခံခဲ့ရတယ်မပေးခြင်းနဲ့ရဆရာအရင်ဗီဒီယိုတွေကြည့်လို့ရှိရင်ကြည့်ပါလိမ့်မယ်မပေးတဲ့အရာမပေးခြင်းတဲ့အရာတွေကိုဆရာတို့ပေးခဲ့ရတယ်ပညာမတတ်တဲ့အတွက်ကြောင့်အကျိုးကိုညီညာစွာဒုဒရီတဲ့အကျိုးကိုညီညာထမ်းဆောင်ပါတဲ့ညီညာထမ်းဆောင်ပါညီညာဒိုတာဝန်ပေးတာဝန်ဆိုတာပါလိုက်တာဝန်ဆိုတာတာဝန်မှန်တပါရှိတယ်တာဝန်ယူမှုကြီးတာဝန်ခံမှုကြီးတာဝန်ကိုကျေပြအောင်ထမ်းဆောင်မှုသုံးခုရှိတာဝန်နဲ့ပတ်သက်ပြီးတာဝန်ယူမှုတာဝန်ခံမှုတာဝန်ကျေပြအောင်ထမ်းဆောင်တယ်တာဝန်ယူမှုဆိုတာဆရာဘာသာရပ်ဒီဘာသာရပ်တွေတင်တဲ့အခါမှာဆရာတာဝန်ယူရတယ်တာဝန်ယူပြီးတင်ရတယ်ကလေးကိုတက်အောင်တာဝန်ခံမှုအဲ့ဒီအတက်ပညာကိုခေါင်းထဲကိုရောက်တင်ပေးရတယ်တာဝန်ခံမှုနောက်တစ်ခါမှာတာဝန်တိနဲ့တာဝန်တိနဲ့အလုပ်လုပ်ရမယ်တာဝန်တိနဲ့အလုပ်လုပ်ရမယ်ဟဲ့လားတို့တာဝန်ပေးတို့ဒါတို့မြေဒါတို့ပြေတို့ပိုင်နေမြေတို့ပြေတို့မြေအကျိုးကိုညီညာစွာတို့တည်းထမ်းဆောင်မှာစိုးလီတို့တာဝန်ပေးထမ်းဆောင်မှာဆိုခါရခုဆရာတောင်းဝန်ထမ်းဆောင်နေပြီကျောင်းသားတွေအတွက်ဆိုတမိုင်းဘေးတောင်းကိုထမ်းဆောင်နေပြီကျောင်းသားတွေအတွက်ဆိုပြီးတမိုင်းဘေးတောင်းကိုထမ်းဆောင်နေပြီတမိုင်းဆိုတာဘာလဲဆိုတော့တမိုင်းကတင်တဲ့တမိုင်းကခေတ်တမိုင်းကနေပြီးမှခေတ်တမိုင်းကနေပြီးပေးလိုက်တဲ့တောင်းကိုဆရာကြည်ပြောင်းထမ်းနေတယ်ဘူးမှမလုပ်ချင်နေဆရာလုပ်တယ်ဆရာလုပ်တဲ့အတွက်ကျွန်တော်ပြောတယ်ဆိုတော့ဆရာမှာတမိုင်းကျင်ခဲ့တယ်ဆရာလုပ်ခဲ့တဲ့တမိုင်းနဲ့တမိုင်းဆိုတရက်ချင်းရေးတာပဲလေတမိုင်းဆိုတရက်ချင်းဆရာလုပ်ခဲ့တဲ့အလုပ်တွေကတမိုင်းကိုတရက်ချင်းရေးသွားတာခုဆရာဘာလုပ်နေလဲဆိုတော့အခါကျစာတင်တဲ့အခါမှာလည်းဂျာပြည့်အလုပ်နေမြေပြင်နဲ့အလုပ်လုပ်နေအဲ့ဒီဟာပြီးသွားပြီအဲ့ဒါပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် lesson video ကပြန်တင်ပြီးတော့မှာပြီးတော့ပြီဘာလုပ်ဖို့ကြံသေးလဲဆိုတော့ခါကျအဲ့ဒီဟာကိုအမားအမှန်စစ်စာဖတ်ပြီးတော့အမားအမှန်စစ်စာမျက်နှာ150လောက်ရှိတယ်150ဟိုမှာဆရာစာဖတ်ပြီးအမားပြင်ထားတာ50ပဲရှိသေးတယ်အရွက်100ကျန်သေးတယ်စာမျက်နှာနဲ့ပြောလို့ရှိရင်150ဆိုတဲ့အခါကျ85ရွက်ပေါ့ A4 85ရွက်ပေါ့150ဆိုလို့ရှိရင် A4 85ရွက်ပေါ့ဟုတ်လားအဲ့ဒါလုံးလဲအဲ့ဒါလေးပြီးလို့ရှိရင် lesson video ကပြန်တင်ပေးမှာဟုတ်လားတင်ပေးမှာစက်ချက်ဆရာဂရီပေးထားတဲ့အတိုင်းဆရာတင်ပေးမှာမပြီးသေးလို့သာလင်းဆရာဒီလောက်ကိုလည်းအာချိုးမှန်တက်လုပ်တယ်အဲ့လုပ်ပြီးလို့ရှိရင် lesson video ကတင်ပေးမှာနောက်တစ်ခုဘာလဲဆိုတဲ့အခါကျစာရေးဆရာတွေပြောတယ်ဆရာထက်တောင်လုပ်ပါတဲ့ဆရာထက်တောင်လုပ်ပါဆရာတော်ကဘီးဘွဲရတဲ့အခါမှာဆရာဘာသိလဲဆိုတော့ခါကျ digital မသိဘူး electronic digital သိတယ် electronic သိတယ်ဒါပေမဲ့ဆိုမလုံးတတ်ဘူးလက်တွေ့မလုံးတတ်ဘူးလက်တွေ့လုံးတက်တာဆိုလို့ programming နဲ့ database ပဲရှိတယ်အဲ့ဒါနှစ်ခုပဲရှိတယ်အဲ့ဒါဘာဖြစ်လဲဆိုတော့ဆရာလုံးတဲ့အခါမှာဆိုတော့ပညာရေးမှာတဲ့100ရာခိုင်နှုန်းပေးလို့ရှိရင်လည်းကျောင်းသား100ရာခိုင်နှုန်းမရဘူးတဲ့ရာခိုင်နှုန်းအတိုင်းတစ်ခုအထိပဲရတယ်အပြည့်မရဘူးအဲ့တော့ဘာဖြစ်လဲဆရာကရာခိုင်နှုန်း100ရာခိုင်နှုန်းကျော်ပြီးတော့မှ200ရာခိုင်နှုန်းပေးလိုက်တယ်200ရာခိုင်နှုန်းဆိုတာဘာလဲဆိုတော့အပြင်ကဟာတွေပါတင်ပေးလိုက်ခြင်းအပြင်ဆိုတော့100ရာခိုင်နှုန်းကျော်တဲ့အတွက်ကြောင့်သူကရော့ရမှာဖြစ်တယ်200ရာခိုင်နှုန်းပေးတဲ့အတွက်ကြောင့်ရော့ရမှာဖြစ်တယ်အနည်းဆုံးသူတို့100ရာခိုင်နှုန်းတော့ပြန်ရမယ်တဝက်ရတယ်ဆိုပါတော့တဝက်ရတယ်ဆိုလို့ရှိရင်ကိုပဲ100ရာခိုင်နှုန်းအပြည့်ရသွားပြီကလေးကအဲ့လိုရသွားပြီအဲ့ဒါဘာဖြစ်လဲဆိုတော့ဆရာတော်ကသိတာပြီးတဲ့အခါမှာသိတာဘာသိလဲဆိုတော့ခါကျတော့ programming နဲ့ database ပဲ programming တောင်မှဘာပဲသိရတယ်ဆိုတော့ C ရိုး C object oriented programming ဒါပဲသိတယ်မသိဘူးအဲ့တော့ဆရာထက်တာတဲ့တပည့်ဖြစ်အောင်ဆရာမွေးထုတ်ပြီး
အဲ့ဒါဘာဖြစ်လဲဆိုတော့အဲ့ဒါဘာလဲဆိုဆရာဝတ်မှလည်းပါတယ်လေထန်အတက်လဲတင်ပဲ့ပြင်ဆုံးမှတိတ်ပမချံဘေးရန်စီကတင်းရအပူတင်းရအပူဆိုဆရာစီကပြီးလို့ရှိရင်လုပ်ငန်းခွင်ထဲမှာအလွယ်တကူဝင်နိုင်ရမယ်လေအဲ့ဒါတင်းရအပူလုပ်ငန်းခွင်ထဲမှာဝင်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီကတင်းရအပူဆရာတင်းရအပူတောင်းဆရာကြီးနောက်တစ်ခုဘာချင်သေးလဲဆိုတော့အခါကျဘာဖြစ်လဲဆိုတော့မင်းတို့ဒီဆရာထက်တော်တဲ့တပည့်တွေဖြစ်ဆရာမွေးထုတ်ပေးတဲ့အတွက်ကြောင့်ဆရာထက်တော်တဲ့တပည့်တွေဖြစ်နေတယ်အဲ့ဒါပဲဆိုဆရာထက်တော်တဲ့တပည့်ဖြစ်နေဆရာထက်တော်မှသာလေဆရာထက်တော်တဲ့တပည့်ကအချိန်ပြည့်မွေးမထုတ်နိုင်ကြဘူး30နဲ့မှ9ရဲ့မတိုင်ခင်ဆိုရင်ဆရာထက်တော်တဲ့တပည့်ကိုဆရာမွေးမထုတ်ပေးခဲ့ဘူး35လေးဖြတ်ပြီးတဲ့အချိန်ဒီဘက်နောက်ပိုင်းကျတော့မှအခုဒီဘက်အထိမှာဘာဖြစ်လဲဆိုတော့ဆရာတဲ့တော်တဲ့တပည့်ကိုဝေးထုတ်ပေးနိုင်တယ်နောက်တစ်ခုပါဆိုစာရေးဆရာကြီးကပြောတယ်ဘိုလ်ချုပ်ကိုတဲ့ဘိုလ်ချုပ်ကားတဲ့သူ့ရဲ့ဆရာကြော့ကြီးကိုခံရတယ်တဲ့သူ့ရဲ့ဆရာဘယ်သူလဲဆရာကြီးတခင်ကိုရောမတခင်ကိုရောမင်းကြော့တော့ခံတယ်ဘာဖြစ်လဲဆိုတော့အာဇာနည်ဗိမာန်ပထိုးပေါ်ပါဆရာရှိကိုဦးတင်လိုက်ချင်ရဲ့အတိအကျတော့မဟုတ်ဘူးဆရာကြပြရဲ့အတိတ်ပဲလေးကိုစာပေဟောပြောဝဲနားထောင်ပြီးတော့အဲ့ဒါလေးတိလိုက်တဲ့တော့အော်လို့အဲ့ဒီရောဘာဖြစ်လဲသူကဘာပြောတယ်ဆိုတော့ဆရာစာရေးဆရာကဘာပြောတယ်ဆိုတော့ဆရာထက်ဆရာကြော့ထက်တပည့်မှာမင်္ဂလာရှိတယ်ဆရာကြော့တဲ့ဆရာကြော့တိုက်တဲ့တပည့်ဖြစ်မှာမင်္ဂလာရှိတယ်နှစ်ဦးနှစ်ဖက်လုံးအကျိုးကျေးဇူးရှိတယ်တဲ့မင်္ဂလာရှိတယ်တဲ့အဲ့လိုပြောတာအဲ့လိုပြောတဲ့အတွက်ကြောင့်ဆရာလည်းဘာလို့လဲဆိုတော့ဟိုဆရာထက်တော်တဲ့တပည့်ကိုဝေးထုတ်တာဆရာတဲ့တော်တဲ့တပည့်ကိုဝေးထုတ်တော့ဝေးထုတ်တဲ့အခါမှာပစ္စည်းလိုပစ္စည်းတွေကတော့ဆရာမပေးနိုင်ဘူးဆရာတို့ IT ဆိုတာတထေးစာဖြစ်နေကွန်ပျူတာတစ်လုံးကို30 30ပေးရတဲ့ခေတ်မှာဆရာတို့ဘလို့မှဒီပညာကိုမနိုင်နိုင်ဘူးအဲ့တော့ဆရာလည်းအဲ့ဒီဟာကိုလုံးမပေးနိုင်ဘူးလုံးပေးနိုင်တဲ့အရေးချင်းဆရာမှမရှိသေးဘူးဆရာမှမရှိသေးဘူးရှိခဲ့လို့ရှိရင်တော့ဆရာလုံးပေးမှာပေါ့ကွာရှိခဲ့လို့ရှိရင်တော့ဆရာလုံးပေးမှာပေါ့ဟုတ်လားအဲ့လိုပြောချင်လို့ပါ